အားလုံးပဲမင်္ဂလာပါဆရာမလေးရဲ့စာဖတ်ပြမယ့်အစီအစဉ်လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှလည်းဆရာမလေးကစာရေးဆရာအများသားအသင်းရေးသားထားတဲ့လူလေးတို့ပေးစာများစာအုပ်လေးတွေကစာလေးတွေကိုဆက်လက်ပြီးတော့ဖတ်ပြသွားမှာပဲဖြစ်ပါတယ်နားဆင်ပေးကြပါအောင်ရှင်မနေ့ကဆရာမလေးကစာ16ထိဖတ်ပြီးပြီပေါ့နော်အဲ့တော့ဒီနေ့မှာတော့စာ18ကိုဆက်လက်ပြီးတော့ဖတ်ပြသွားမှာဖြစ်ပါတယ်စာ18လန်ဒန်မတ်လ29ရက်1948ခုနှစ်လူလေးပျော်ရွှင်မှုဟာလူငယ်လူရွယ်တော်တော်များများကထုခွဲနေတဲ့ကြောက်တုံးကြီးနဲ့တူတယ်လူငယ်တွေဟာရွက်အဖုံဖုံတက်ဆင်ထားတဲ့လှေတွေနဲ့အဲ့ဒီပျော်ရွှင်မှုကိုရှာဖို့ခီးထွက်လာခဲ့ကြတယ်ဒါပေမဲ့သူတို့မှာခီးကိုလမ်းညွှန်ဖို့အတွက်တော့အိမ်မြောင်မပါလာကြဘူးလှေကိုကောင်းစွာပဲ့ကင်ဖို့လဲအတိညာဏ်မကြွယ်ဝကြသေးဘူးအဲ့ဒီလိုမရှိတဲ့အတွက်အပြန်ခီးမှာပျော်ရွှင်မှုဆိုတဲ့ကြောက်တုံးကြီးပါမလာခဲ့ပဲအဆက်နဲ့ဒုက္ခဝေဒနာကိုသာရလာခဲ့ကြတယ်ဒီလိုပြောတဲ့အတွက်ဖေဖေဟာပျော်ရွှင်မှုကိုမကောင်းဘူးလို့ပြောနေတယ်လို့မထင်လိုက်နဲ့ဂရိခေတ်ကစတိုအစ်လို့ခေါ်တဲ့ဥပိ္ပခာဝါဒီတယောက်လိုပျော်ရွှင်မှုကိုအပြစ်ဆိုနေတယ်လို့မထင်လိုက်နဲ့ဖုန်ကြီးတစ်ပါးလိုပျော်ရွှင်မှုစီးစိမ်ချမ်းသာကိုရှုတ်ချနေတယ်လို့မထင်လိုက်နဲ့ဒီသဘောပြောနေတာမဟုတ်ဘူးဖေဖေဟာမင်းကိုအဲ့ဒီပျော်ရွှင်မှုစီးစိမ်ကိုရှာဖွေတတ်အောင်ခံစားတတ်အောင်အပီကျူရီယန်တယောက်လိုသင်ပြပေးနေတာမင်းကိုပျော်ရွှင်မှုတွေအများကြီးရစေခြင်းနဲ့ခုဖေဖေပြောနေတာကအပျော်မှားမှာဆိုလို့ပြောနေတာလူရယ်လို့ဖြစ်ပြီးအရွယ်ရောက်လာတာနဲ့လူငယ်တွေပထမဆုံးလိုချင်တောင်းတတဲ့အရာကတော့ပျော်ရွှင်မှုပဲဒါပေမဲ့ပျော်ရွှင်မှုဆိုတာဘာလဲလို့မေးရင်ရှောင်ဝါးဝါတမယိုးကြအထိပ္ပယ်နဲ့ပဲနားလေကြတယ်ပျော်ရွှင်မှုကိုရှာတော့မယ်ဆိုရင်မိမိရဲ့အကြိုက်မိမိရဲ့ဝါသနာကိုပထမစမ်းစစ်ကြည့်ရမယ်သူများတွေပြောတိုင်းပျော်ရွှင်မှုဆိုတာကိုအယမ်းလက်ခံလို့မဖြစ်ဘူးပျော်ရွှင်မှုကိုခံစားသူဆိုတဲ့စကားကိုမကောင်းတဲ့အနက်အဓိပ္ပာယ်နဲ့ဖွင့်ဆိုရင်အရက်သေးစာတောက်စားနေတဲ့သူအပျော်အပါမိမလိုက်စားတဲ့သူတောက်စားစားလူမင်းသားဆိုတဲ့အမျိုးမျိုးနေတဲ့သူလို့အဓိပ္ပာယ်ထွက်တယ်မင်းကိုဖေဖေရှက်နဲ့ဝန်ခံရမယ်ဆိုရင်ဖေဖေငငယ်တုန်းကပျော်ရွှင်မှုကိုခံစားသူဆိုတဲ့အနက်အဓိပ္ပာယ်ကိုအဲ့ဒီလိုအမှားအယွင်းနားလည်ခဲ့ပြီလို့အမှားတွေတွေ့ခဲ့ဘူးတဲ့ဖေဖေဟာပင်ကိုအဖြစ်အရက်ကိုမကြိုက်ပါဘူးဒါပေမဲ့မကြာခဏဆိုသလိုအရက်ကိုအလွန်အကျွံတောက်မိလို့မူးခဲ့တာတွေရှိတယ်နောက်တစ်နေ့မှာနေထိုင်မကောင်းဖြစ်တဲ့အခါမှာအဲ့ဒီအရက်ကိုယုံမုန်းသွားပြန်ရောဒါဖြင့်ဘာဖြစ်လို့တောက်တယ်လဲလို့မေးရင်အဲ့ဒီတုန်းကအရက်တောက်မှလူကြီးလူကောင်းပီတာမယ်ပျော်ရွှင်မှုကိုခံစားတတ်တဲ့သူဖြစ်မယ်လို့ထင်ခဲ့မိလို့ပဲလောင်းကစားကိစ္စမှာလည်းဒီတိုင်းပဲဖေဖေပတ်စံမလို့ချင်ပါဘူးဒါကြောင့်ပတ်စံအတွက်လောင်းကစားစရာအကြောင်းမရှိပါဘူးဒါပေမဲ့လောင်းကစားတာဟာလူကြီးလူကောင်းတယောက်ဖြစ်ဖို့ပျော်ရွှင်မှုကိုခံစားတတ်တဲ့လူတယောက်ဖြစ်ဖို့လိုအပ်တဲ့အခြားအရေးချင်းတစ်ခုလို့ထင်ခဲ့မိတဲ့အတွက်ဝါသနာမပါဘဲလောင်းကစားခဲ့ဘူးတဲ့လောင်းကစားတာမှအခြားသောပျော်ရွှင်မှုတွေကိုတောင်သတိမရနိုင်လောက်အောင်ပဲအနှစ်30လုံးလောင်းကစားတာနဲ့ပဲအချိန်ကုန်ခဲ့တယ်ဖေဖေဘဝမှာအကောင်းဆုံးအချိန်တွေပေါ့ပြီးတော့ဖေဖေဘလောက်များယူလိုက်တယ်လဲဆိုရင်လူကြီးလူကောင်းတယောက်ပြီးသားအောင်ဆိုပြီးဆဲရေးတိုင်းထွာတာမျိုးတွေတောင်လှုပ်လိုက်သေးတယ်ဒီအချင်းကိုတော့ဖေဖေမကြခင်မှာပဲစွန့်လွတ်ပစ်လိုက်ပါတယ်ဒါကတော့အပြစ်လဲကြီးတယ်ရိုင်းလဲရိုင်းဆိုင်တယ်လို့သိလာတော့မကြခင်မှာပဲဖေဖေစွန့်လွတ်ပစ်လိုက်ပါတယ်ဒီနည်းအဖြစ်အများလုပ်တဲ့ fashion တွေကိုလိုက်အတူကိုအပေါ်ယံပျော်ရွှင်မှုဆိုတာတွေကိုအယံကာရောအထင်ကြီးခဲ့မိတဲ့အတွက်
ဖေဖေမှာတကယ်ပျော်ရွှင်မှုတွေဆုံးရှုံးခဲ့ရတယ်စီးစိမ်ဥစ္စာလည်းပြတ်ခဲ့ရတယ်ကျမ်းမာရေးလည်းယိုယွင်းခဲ့ရတယ်ဖေဖေအဘအတွက်ရတဲ့ပြစ်ဒဏ်လို့ပဲဖေဖေယူဆတယ်ဒီတော့မင်းအနေနဲ့အဲ့ဒီသင်ခန်းစာတွေကိုယူပါကိုပျော်ရွှင်မှုကိုကိုယ်တိုင်ရွေးချယ်ပါပျော်ရွှင်မှုကကိုယ့်ကိုအနိုင်ယူတာမျိုးမဖြစ်ပါစေနဲ့အများလုပ်တဲ့ fashion ကိုမလိုက်ပါနဲ့တဘာဝကိုလိုက်ပါကိုခံစားနေတဲ့ပျော်ရွှင်မှုနဲ့အဲ့ဒီပျော်ရွှင်မှုနောက်ကလိုက်လာတဲ့အကျိုးသက်ရောက်မှုတွေချိန်ထိုးကြည့်ပါပျော်ရတာနဲ့ရတဲ့ရလက်နဲ့ကာမိရဲ့လားထိုက်တန်ရဲ့လားဆိုတာကိုစဉ်းစားပါပြီးတော့မှကိုယ်ပိုင်စဉ်းစားဉာဏ်နဲ့ကိုယ်ပျော်ရွှင်မှုကိုရွေးချယ်ဆုံးဖြတ်ပါဖေဖေသာလူငယ်ပြန်ဖြစ်ရမယ်ဆိုရင်ဖေဖေဟာအထင်နဲ့ရတဲ့ပျော်ရွှင်မှုတွေကိုမရှာတော့ပဲတကယ်ပျော်ရွှင်မှုတွေကိုပဲရှာတော့မယ်ဥပမာအဖြစ်အစားအသောက်စပွဲရဲ့ပျော်ရွှင်မှုနဲ့ဝိုင်ရက်ချိုကလေးရဲ့ပျော်ရွှင်မှုတွေကိုရှာမယ်ဒါပေမဲ့အစားကျူးခြင်းအသောက်ကျူးခြင်းနဲ့ဆက်ဆက်နေတဲ့စိုးပစ်တွေကိုမရအောင်တော်ယုံတင့်ယုံလောက်နဲ့ရှက်မယ်အသက်ကလေး20လောက်မှာဖေဖေဟာမတော့မစားဥပုပ်တည်အမြဲဆောက်တဲ့တရားဟောတဲ့ဘုန်းကြီးတစ်ပါးတော့မလုံနိုင်ဘူးပေါ့ပြီးတော့အဲ့ဒီလိုတော်ယုံတင့်ယုံပျော်ရွှင်မှုကိုရှာတဲ့သူကိုလည်းအပြစ်မတင်ပဲသူတို့လည်းပျော်ရွှင်မှုကိုသူတို့နည်းနဲ့သူတို့ရှာကြပါစေဆိုတဲ့နားလည်မှုကိုမွေးမယ်ဒါပေမဲ့ကိုဂူးပဆိုင်စီးမရှိကမ်းမရှိနေတဲ့သူတွေရဲ့အလိုကိုလိုက်ပြီးကိုယ့်ရဲ့ကျမ်းမာရေးကိုထိခိုက်ခံတဲ့အဖြစ်ကိုတော့ဘယ်တော့မှရောက်ခွင့်မပေးဘူးဖေဖေဟာပျော်ရွှင်မှုအတွက်လောင်းကစားခြင်းအမှုကိုနည်းနည်းပါးပါးလှုပ်ကောင်းလုပ်မယ်ဒါပေမဲ့ဒုက္ခရောက်အောင်တော့ဘယ်တော့မှမလုပ်ဘူးဖေဖေဆိုလိုတဲ့သဘောကအပေါင်းအသင်းကြောင့်ဖြစ်စေထုံးစံဓလေ့ကြောင့်ဖြစ်စေကစားဖို့လိုအပ်ရင်ကစားမယ်ဒါပေမဲ့ငွေကြေးအနိုင်ရယူလိုမှုကြောင့်လောင်းကစားတာမျိုးကိုတော့မလုပ်တော့ဘူးတထေးဖြစ်ခွေးဖြစ်လောင်းကစားတာမျိုးကိုတော့ဖေဖေမလုပ်လို့ဘူးကစားပွဲမှာမကြာခဏတွေ့ရသလိုရန်ဖြစ်ကြတာမျိုးဆိုတာကတော့ဝေးရောဖေဖေအားရင်စာဖတ်မယ်ဉာဏ်ရှိတဲ့သူပညာရှိတဲ့သူတွေကြားမှာအနားယူမယ်မျိုးကောင်းသားတွေနဲ့ခစ်ဆန်ဆန်နေတဲ့အမျိုးသမီးတွေကြားမှာရှောနှောမယ်ခစ်ဆန်တဲ့အမျိုးသမီးများဟာပေါ့ပေါ့လွင်လွင်နေတတ်သည့်တိုင်စိတ်တဘောကောက်ကွေခြင်းကင်းနဲ့စိတ်ကိုလန်းဆန်းစေတယ်ယောက်ျားတွေရဲ့အပြုအမူကိုအယောင်တင်ပေးပြီးပျော့ပြောင်းစေတယ်ဒါတွေကတော့လူငယ်ပြန်ဖြစ်ခဲ့ရင်ဖေဖေလိုချင်တဲ့ပျော်ရွှင်မှုတွေပျော်ရွှင်နည်းတွေပဲဒီပျော်ရွှင်မှုမျိုးတွေဟာတိုးကြောင်းညီညွတ်မှုရှိတဲ့ပျော်ရွှင်မှုတွေဖြစ်တယ်မင်းကိုပွင့်ပွင့်လင်းလင်းပြောရရင်ဒီလောက်ကတော့ခုခေတ်မှာခေတ်မီသူတိုင်းလူတိုင်းလောက်လုံနေကြတဲ့အရာတွေပဲဒီထက်လွန်သွားပြီဆိုရင်တော့ခေတ်မီအောင်လုပ်တယ်လို့ဖေဖေမယူဆတော့ဘူးခေတ်မီတယ်လို့ပြောရင်ပြောပဲရှိမှာပဲလူကောင်းသူကောင်းတွေကြားထဲမှာအရက်တွေမူပြီးရုပ်ပြက်ဆင်းပြက်ဖြစ်နေတဲ့လူတစ်ယောက်ကိုဘသူကအပေါင်းအသင်းလုပ်ချင်မှာလဲကိုအင်အားနဲ့ကိုချင့်ချိန်လောင်းကစားတာမျိုးမဟုတ်ပဲဝိုင်းပါခွက်လန်အောင်ရှုံးလို့ရှင်ဘက်စီတီးဖြစ်နေတဲ့လူတစ်ယောက်ကိုဘသူကလာပြီးတနာမှာလဲနှာခေါင်းတဝက်လောက်သာကြံပြီးလူစင်မမီလောက်အောင်အပျော်ကျူးခဲ့တဲ့မိန်းမလိုက်စားသူတယောက်ကိုဘသူကလူရသွင်းချင်မှာလဲဘသူကမှလူရသွင်းမှာမဟုတ်ဘူးဒီအကျင့်စရိုက်မျိုးကိုအကောင်းထင်နေကြသူတွေဟာကလျာဏမိတ်တာမဟုတ်ဘူးအဲ့ဒီလိုလူမျိုးအတိုင်းဝိုင်းတဲ့ဝင်လာရင်လဲစိတ်မပတပါနဲ့လက်ခံတာမျိုးပဲဖြစ်လိမ့်မယ်တကယ်ခင်မိတဲ့သူတကယ်ပျော်ရွှင်မှုကိုခံစားတတ်သူဟာရင်ကျေးဖွယ်ရာမှုကိုအမြဲသတိထားတယ်အ ਨੇ ဆုံးတော့မကောင်းမှုတွေကိုမလုပ်ဘူးဖြန့်ဖြူးခြင်းမလုပ်ဘူးကံမကောင်းအကြောင်းမလှလို့သူ့မှာအဲ့ဒီလိုမကောင်းမှုမျိုးရှိခဲ့ရင်တော့အဲ့ဒီမကောင်းတဲ့ဝါသနာတွေကိုစင်စင်ဆာဆာတိမ်တိမ်မွေ့မွေ့ရွေးချယ်ပြီးလျှို့ဝှက်စွာလိုက်စားတယ်ခုအထိဖေဖေပြောသွားတာတွေဟာကာယပျော်ရွှင်မှုနဲ့ပတ်သက်တာတွေပဲရှိသေးတယ်စိတ်ပျော်ရွှင်မှုနဲ့ပတ်သက်တာတွေမပါသေးဘူးတကယ်တော့စိတ်ရဲ့ပျော်ရွှင်မှုသာလျှင်ခိုင်မာပြီးအရှိတည်တယ်လူတွေသိနေတဲ့ပ
ပျော်ရွှင်မှုဆိုတာကအာယုံ၅ပါးနဲ့ခံစားပြီးရတဲ့ပျော်ရွှင်မှုတွေကိုဆိုလိုနေခြင်းဖြစ်တယ်။စိတ်ရဲ့ပျော်ရွှင်မှုကတော့ဒီလိုမဟုတ်ဘူး။စိတ်ရဲ့ပျော်ရွှင်မှုဆိုတာသီလကြောင့်ဖြစ်တဲ့ပျော်ရွှင်မှုဒါနကြောင့်ဖြစ်တဲ့ပျော်ရွှင်မှုပညာကြောင့်ဖြစ်တဲ့ပျော်ရွှင်မှုတို့ကိုဆိုလိုတာအဲ့ဒီပျော်ရွှင်မှုသာလျှင်စစ်မှန်ပြီးအရှိတည်တတ်တဲ့ပျော်ရွှင်မှုဖြစ်တယ်ဒီသဘောတွေကိုမင်းသိပြီးသားဖြစ်လိမ့်မယ်လို့မျှော်လင့်နေအာဒီရူစာ18လန်ဒန်ဧပြီ3 1948ခုနှစ်လူလေးဖေဖေကြားရတဲ့အတိုင်းသာမှန်ရင်ဖေဖေဟာခုလူကြီးလူကောင်တယောက်စီကိုစာရေးနေတာပေါ့ရွှေကြီးကွတ်ထားတဲ့ကြက်သွေးရောင်ကုတ်အင်ကြီးဘရိုဂိတ်အတွင်းကန်ခါပြက်အင်ကြီးနဲ့လူကြီးလူကောင်းတွေဝစ်စင်လေးရှိတဲ့တခြားအဆောင်ရောင်အစင်တစားတွေနဲ့ပေါ့စာရေးဆရာတိုင်းဟာကိုရေးတဲ့စာအတွက်ကောင်းချောင်းချီးမွမ်းတန်ကိုကြားရရင်ကျေနပ်နေကြတာဓမ္မတာပဲခုလဲဖေဖေရဲ့နောက်ဆုံးစာအုပ်ဟာချုပ်လုပ်တဲ့နေရာမှာတော်တော်ကိုကောင်းတယ်လို့မင်းဆရာမစ္စတာဟာဒီကပြောတယ်ဆိုတာကြားရတော့ဖေဖေတော်တော်လေးဝမ်းသာရတယ်ဖေဖေစာအုပ်ကိုသူကအနီရောင်တရေဖုံးထက်ချုပ်ပြီးရွှေကွတ်ထားတယ်ဆိုတော့နောက်မှာအနှောင့်ကိုရွှေစလုံးနဲ့များထပ်ထိုးအောင်မလားမပြောတတ်ဘူးအဲ့ဒီလိုလှလှပပချုပ်လုပ်ထားတယ်ဆိုတာမျက်စိပသာသားကိုဆွဲဆောင်နိုင်တာအမှန်ပဲပေါ့စာအုပ်ကိုမြင်သူတိုင်းကပဲတတိပြုမိကြမှာပါပဲဒါပေမဲ့တခုတော့ရှိရဲ့မိန်းမများနဲ့မိန်းမနဲ့သူသောယောက်ျားများသာလျှင်စာအုပ်တအုပ်ကိုကြည့်တဲ့နေရာမှာအတွင်းသားထက်အဖုံးကိုဂယုစိုက်လေးရှိကြတယ်စဉ်းစားဉာဏ်ရှိပြီးအသိပညာရှိတဲ့လူများကတော့အဖုံးထက်အတွင်းကိုသာချက်ချင်းကောက်လန်လေးရှိကြတယ်အကယ်၍အတွင်းမှာပါတဲ့စာဟာအဖုံးလှပကောင်းမွန်မှုနဲ့လိုက်ဖက်ခြင်းမရှိတော့ဘူးဆိုရင်အကြီးဆုံးသောဒေါသအမျက်အကြီးဆုံးသောအထင်သေးမှုနဲ့အဲ့ဒီစာအုပ်ကိုပြစ်ချလိုက်ကြတာပဲခုဖေဖေရဲ့နောက်ဆုံးစာအုပ်ကိုကောက်လန်ပြီးဖတ်ကြည့်မိကြရင်အကောင်းဆုံးသောအခဲဖြတ်မှုများဟာအဖုံးနဲ့အတွင်းစာသားတို့ရဲ့လိုက်ဖက်မှုစီလျော်မှုရှေ့နောက်ညီညွတ်မှုသိမ့်သိမ်းမှုတို့ကိုတွေ့ရလိမ့်မယ်လို့ဖေဖေမျှော်လင့်တာပဲမစ္စတာဟာတီကဖေဖေစာအုပ်ကိုဘလောက်ပဲချီကျူးမင်းကပါဝင်ရောက်ချီကျူးခြင်းမပြုဘူးဆိုရင်ဘယ်မှာပြည့်စုံပါမလဲရေထဲပင်လေတဝိုက်မှာဖေဖေတို့ဘက်ကအနိုင်ရတယ်လို့ဆိုတဲ့သတင်းကိုရေးလိုက်တဲ့အတွက်မင်းကိုကျေးဇူးတင်တယ်မင်းပြောသလိုနိုင်ငံတော်ဝင်ကြီးတဦးဟာသတင်းတွေကိုပြည့်ပြည့်စုံစုံသိသင့်ပေးတာပေါ့ဒါကြောင့်မို့မင်းရတဲ့သတင်းများကိုဖေဖေစီကိုရေးပို့လိုက်မယ်လို့ဖေဖေမျှော်လင့်တယ်မင်းကသတင်းစုံကြားရတဲ့အီတလီမှာရောက်နေတယ်မဟုတ်လားပြီးတော့မင်းကမြေပုံကိုမကြာခဏချိတတ်တဲ့အလေးအကျင့်ရှိတဲ့အတွက်အရေးကြီးတဲ့စစ်ပွဲတွေနဲ့ပတ်သက်လို့တော်တော်လေးသိနေလိမ့်မယ်လို့လည်းဖေဖေယူဆတယ်စားရင်းတွေနဲ့ပတ်သက်လို့မင်းရေးလိုက်ပုံကိုဖေဖေသဘောကျတယ်မင်းစာကိုဖတ်လိုက်တာနဲ့စားရင်းတွေကိုသွားကြည့်ခဲ့တော့ကမင်းဘလောက်ဂယုတစိုက်လေးလာခဲ့သလဲဆိုတာကိုအလွယ်နဲ့သိနိုင်တယ်မင်းပြောသလိုဆွစ်ဇာလန်ကစားဟာကောင်းတယ်ဆိုတာမှန်ပါတယ်ဒါပေမဲ့အတစ်စားလို့ခေါ်တဲ့အေတီမျိုးကြီးသားတို့ရဲ့သဝနဉဏ်ကိုတော့မှီမယ်မထင်ဘူးအတစ်စားကတော့ဂရိပြည်ကြီးတစ်ပြည်လုံးကိုနူးညံ့ပျော်ပြောင်းသွားအောင်စီမံပေးခဲ့ပြီးတာပဲအဲ့ဒီအတစ်စားဟာနောက်တော့ရောမကိုတင်ပို့ခဲ့တယ်ရောမရောက်တော့ရင်ကျေးတိမ်ဝေခြင်းလို့ခေါ်တဲ့ဓာတ်စားဟာတမျိုးကအဲ့ဒီစားကိုလိုက်တူခဲ့တယ်အဲ့ဒီရင်ကျေးတိမ်ဝေခြင်းဆိုတဲ့ဓာတ်စားဟာတခါမှာတော့မူရင်းဖြစ်တဲ့အတစ်စားလောက်နီးပါးအနက်အရသာနဲ့ပြည့်စုံလာခဲ့တယ်အဲ့ဒီစားနှမျိုးကိုညံ့ညက်ကြည်အောင်ထောင်းပြီးသုံးသည်နဲ့အမျှမင်းလဲပိုသဘောကျလာပြီးပိုအရသာတွေ့လာမှအမှန်ပဲအာဒီရူမစ္စတာဟာတီနဲ့မစ္စတာအဲလီယိုတို့ကိုဂါရဝပြုလိုက်ကြောင်းပြောပြပါဒီနေ့လေးမှာတော့ဆရာမလေးက
စာနှစ်ပိုက်ကိုဖတ်ပြခဲ့တာဖြစ်ပါတယ်ဒါမဲ့ရက်ဒီမှာလည်းဆရာမလေးရဲ့စာဖတ်ပြခြင်းစီစဉ်ရနေပြီးတော့စာရေးဆရာများသက်သက်ရေးသားထားတဲ့လူလေးသူပေးစာများတွေကစာလေးတွေကိုဆက်လက်ဖတ်ပြသွားမှာဖြစ်တဲ့ကြောင့်မလို့စောင့်မျှော်နားဆင်ပေးကြပါအောင်ရှင်ကျေးဇူးများကြီးတင်ပါတယ်ရှင်